ပြည်ကနေဘုံဘုံတို့ရန်ကုန်ကိုသွားတယ်ယထာပေါ်မှာတိလရှင်ဆရာကြီးတယောက်ပါလာအဲ့ဒါသူ့သမီးကခရမ်းသုံးခွမှာနဲ့တူတယ်သမီးနေမကောင်းလို့သွားတာသမီးနဲ့သမက်ကလည်းအလွန်ဆင်းရဲသူကတိလရှင်ဝင်နေတာ3 နှစ်လောက်ရှိပြီပြည်မှာနေတာပြည်မှာလည်းတိလရှင်တွေပေါ်တာအဲ့ယထာပေါ်ရောက်တဲ့အခါကျတော့လူတွေကလည်းအဲ့ဒီခေတ်ကမောင်ကိုတွေပါလေလည်းလောက်ကြတဲ့ခေတ်ဆိုတော့ယထာနဲ့ပဲသွားကြလာကြတော့တက်နေတာလေလူတွေနေရာတစ်ခုရဖို့မလွယ်ဘူးအဲ့ဒါနဲ့ယထာပေါ်ရောက်တဲ့အခါကျတော့တန်တစ်တာတစ်လုံးတွေ့တော့အဲ့ဒီတစ်တာပေါ်ကို तू ကထိုင်ခြင်းတာဒါပေမဲ့တစ်တာကြီးပေါ်လဲ तू ကမထိုင်ရဲဘယ်သူကနေရာဥထားမှလည်းမသိအဲ့ဒါနဲ့ဒီတစ်တာကြီးကဘယ်သူတစ်တာကြီးတုံးလို့ပြောတော့ယထာပေါ်ကလူတွေကလည်းမသိဘူးဘယ်သူတစ်တာမှမသိဘူးအဲ့လိုဆိုလို့ရှင်ကိုယ်အဲ့ဒီတစ်တာကြီးကိုအဲ့ဒီမင်းတို့ခုံအောင်ထိုးပေးတာမှာငါနေရာလေးရခြင်းလို့ပါဆိုအဲ့လူတွေကလုတ်ပေးတာပေါ့နော်အဲ့ဒါနဲ့ तू ကနေရာလေးတစ်ခုရနေရာလေးရတော့ तू စဉ်းစားတယ်ယထာကလည်းထွက်တော့မှာပေါ့ဒီတန်တစ်တာပိုင်ရှင်ကြီးရောက်မလာရင်တော့ကောင်းပါပဲပေါ့ပြီးမှစဉ်းစားတယ်ငါလည်းငါနေရာလေးရကျင်တယ်သူများဒုက္ခရအောင်မြန်စဉ်းစားနေသေးတယ်ကောင်းပါဘူးလေပေါ့အဲ့ဒါနဲ့ခဏနေတော့ယထာကြီးကထွက်တယ်တစ်တာပိုင်ရှင်ကလည်းရောက်မလာဘူးလေဟာအစကလည်းရောက်မလာဘူးပေါ့အဲ့ဒါနဲ့ဒီလိုနဲ့လာရင်းနဲ့လမ်းကြတော့သူအိပ်ပျော်သွားတယ်အိပ်ရနိုးတော့ကြည့်တဲ့အခါကျတော့သူကဘူတာတွေရဲ့တစ်ခုပြီးတစ်ခုဖြတ်လာတာဆိုတော့ခီးတဲ့တွေကလည်းတယောက်စင်းတယောက်တက်ကြည့်လိုက်တော့သူတွဲပေါ်မှာငကိုခီးတဲ့အဟောင်းမရှိတော့ခီးတဲ့တွေကအတစ်တက်လာတဲ့လူတွေကြီးပဲအဲ့နဲ့သူအကုန်ကြည့်လိုက်တဲ့အခါကျတော့ဟာလူတွေလည်းတယောက်မှငါသိတဲ့လူလည်းမရှိတော့ပါလားပေါ့တော့ဒီတစ်တာကြီးကလည်းဘယ်သူတစ်တာမှလည်းမသိဘူးအဲ့ဒါနဲ့သူတစ်တာကြီးထည့်ထားထိုးထားတဲ့ခုံပေါ်တက်ထိုင်လို့နေနောက်ဇီးကုန်းဘူတာရောက်တဲ့အခါကျတော့စစ်စေးတွေတက်လာရဲတွေတက်လာပေါ့ဒီတစ်တာဘယ်သူတစ်တာတော့တပည့်ကလူကအဖွားကိုမင်းနေတာဖွားဒီတစ်တာဖွားတစ်တာလားဆိုဟာငါတစ်တာဆိုပါလားပေါ့သူတစ်တာမဟုတ်ဒါပေမဲ့သူတစ်တာဘယ်သူမှပိုင်ရှင်မရှိတဲ့ခါကျတော့သူကရချင်ပြီလေဒါကြီးပေါ့ဟုတ်လားအဲ့တော့စဉ်းစားတာငါသမီးလေးကလည်းရမ်းဆင်းရဲတယ်ပေါ့လူကလည်းလိုးနေပြီလေအဲ့တော့ဒီထဲမှာဖို့တန်တာမပေါအောင်အဝိစားပေါအောင်တောင်ရောင်းမယ်ဆိုရင်မနေဘူးပေါ့လေအဲ့ဒါနဲ့မဆိုင်မတော့ပဲသူကဟုတ်ပါတယ်ဖွားတစ်တာပါလို့ပြောတယ်လွယ်ပဲပြောလိုက်တယ်ပေါ့ဟာအဖွားတစ်တာတဲ့ပေါ့အဲ့ဒါနဲ့သူတစ်တာကြီးရပြီဆိုလို့နေတယ်နောက်တစ်ခါဘူတာတစ်ခုရောက်တဲ့ခါကျတော့လူပဲစစ်ဆေးတွေတက်လာတဲ့ခါကျဖွားတစ်တာဟုတ်ပါတယ်ဖွားတစ်တာဆိုအဲ့ဒီကြတော့မှသူဒုက္ခရောက်တယ်အဲ့လိုဆိုရင်ဖွားတစ်တာထဲမှာဘာပါလဲစစ်ရမယ်ပေါ့နော်တော့ပေးပါလို့ပြောတော့ဟာတော့ဆိုမှဒုက္ခတော့သူတစ်တာမှမဟုတ်တာတော့ဘယ်ပါမလို့အဲ့တော့သူကတခါလဲဟာတော့ကြာနေရလို့ပြောတော့သူကစဉ်းစားတယ်ငါတော့လိန်ရပြန်ပြီပေါ့နော်အဲ့တော့လူတွေကလည်းတော့ကြာနေပြီဆိုရင်လည်းဟုတ်ပါပြီဆိုပြီးတော့ဆင်းသွားကြပြန်ရောဆင်းသွားပြီးတော့ယထာတော်နဲ့မထွက်ဖက်နဲ့တခါခဏနေတော့အဲ့ဒီလူတွေပြန်တက်လာပြီးတော့ဘာအဲ့လိုဆိုလို့ရှိရင်ဒီတော့မပါရင်ကျတို့ဖြက်ပြီးတော့ကြည့်ကျင်တယ်ပေါ့ကြည့်ခွင့်ပေးမလားကြည့်ပါပေါ့အဲ့ဒါနဲ့တစ်တာကြီးလည်းဖြက်ကြည့်လိုက်တော့ဟာကြောက်စရာကောင်းတယ်ခေါင်းမပါတဲ့လူတယောက်ကိုအတူတူဖြက်ပြီးထည့်ထားတယ်အဲ့တစ်တာထဲမှာအဲ့ကျတော့မှသူအတင်းငိုတော့ပဲဒါအဖွားတစ်တာမဟုတ်ပါဘူးမတော်လောဘကြောင့်မလို့ဒါသူတစ်တာလို့လုံမိတာပါဆိုတော့ဟာအဲ့ဒါတွေကတော့ခက်ရောက်မှပဲရှင်းရမယ်ပေါ့နော်အဲ့ဒါသူ့ဖမ်းသွားရောဒါမဲ့သူ့ပြန်တော့လွတ်လိုက်ပါတယ်ဒီအမှုကလည်းပေါ်သွားတယ်သူကလည်းပဲအဲ့ဒီရေးတဲ့ညီလေးမောင်ကဘလို့ရေးထားတယ်ဆိုတော့တဲ့ဆရာဥဒုက္ခရေးပြထားတယ်တရားခံကိုတော့မိသွားတယ်ပေါ့နော်ဒီတတ်လိုက်တဲ့တရားခံဒါပေမဲ့လို့ဒီဖွားသီလရှင်ဆရာကြီးရဲ့စိတ်ထဲမှာမတော်လောဘဆိုတဲ့တရားခံလေးကိုတော့ဘယ်သူမှမိအောင်မဖမ်းလိုက်နိုင်ဘူးဒါမှမဟုတ်ဆရာကြီးကသူကဖမ်းရင်မမိလိုက်တော့တရားခံဆိုတော့စာလေးရေးထား